ဂျပန်စာအောင်လက်မှတ်မလိုပဲနဲ့လစာ1020ဝန်းကျင်အောင်ရမယ်မိန်းကလေးဟင်းမှုထုတ်လုပ်ခြင်းလုပ်ငန်းအကြောင်းသိပြီးပြီလား admin တို့ရဲ့မိဖက် agency ကနေပြီးတော့ M5 level နဲ့ဟင်းမှုထုတ်လုပ်ခြင်းလုပ်ငန်းတွေကို admin တို့ကိုခေါ်စာလေးပေးထားပါရဲ့ရှင်ကန့်သက်ချက်လေးရအောင်အသက်က23ကနေ29ကြားဖြစ်ရပါမယ်အကြီးကဘွဲရနိုင်တဲ့အသက်ပေါ့နော်ပြီးတော့အတန်းပညာဘွဲရဖြစ်ရပါမယ်ဘွဲရမဟုတ်ဘူးဆိုရင်တော့ admin တို့စီမှာလာပြီးတော့ဆွေးနွေးနိုင်ပါရဲ့ရှင်ညာတန်ဖြစ်ရမယ်တတူးမရှိရဘူးအေးထန်ခံနိုင်တဲ့သူဖြစ်ရမယ်ပြီးတော့ဒီplan A ဆိုတဲ့ OWIC လမ်းကြောင်းကိုလက်ခံနိုင်တဲ့သူဖြစ်ရပါမယ်ရှင်ဒီအချက်လေးနဲ့ကိုက်ညီရဲဆိုရင်တော့ admin တို့ရှိကိုလာရောက်စုံစမ်းနိုင်ပါတယ်တခုပြောပြချင်တာကဖုန်းနဲ့စုံစမ်းတာလေးကိုခဏလေးရပ်ထားပါရဲ့เนาะဘာကြောင့်လဲဆိုတော့လူရမ်းများတဲ့အခါမှာဖုန်းကောတွေကအရမ်းများတော့ admin ပြောရတာဆက်သွားရင်စကားပြတ်သွားတာမျိုးတွေစိတ်မရှိရဲ့အတန်ဖြစ်သွားတာမျိုးတွေဒါမျိုးတွေဖြစ်တဲ့အခါမှာအဆင်မပြေရဲ့အတွက်ကြောင့်မလို့ပါเนาะလူကိုယ်တိုင်လာစုံစမ်းမယ်ဆိုရင်ဘကိုးเจ้าမှာဆိုရင်တောက်ကြစနေတနင်္ဂနွေ3ရက်ရမှာပဲရန်ကုန်ကျောင်းမှာဆိုရင်တနင်္လာအင်္ဂါဗုဒ္ဓဘူး3ရက်ရပါရဲ့ရှင်ခုနအခြေခံကန့်သက်ချက်လေးနဲ့ကိုက်ညီပြပါမယ်เนาะအဲ့တော့ရှောက်ချင်တယ်ဆိုလို့ရှိရင်အခုပဲစုံစမ်းလိုက်ပါ admin တို့ကဖောင်နေဖို့အတွက်ကူညီပေးပါမယ်ရှင်ချွင်းချက်အနေနဲ့ deposit လေးသွင်းရတော့ရှိပါမယ်เนาะနောက်တစ်ခုပြောပြချင်တာက deposit ဆိုတာကတော့ interview စပေါ်ငွေကိုပြောတာပါ interview ကြေးလည်းမဟုတ်ဘူးဖောင်ကြေးလည်းမဟုတ်ဘူးဘာကြေးမှမဟုတ်ဘူး interview မအောင်ရင်အကုန်ပြန်ရမယ်ဘာကြေးမှမဖြတ်ဘူးအဲ့အပြင်ကို interview training ကိုပါ free လုပ်ပေးအောင်ပါဘာကြောင့် deposit ယူလဲဆိုတော့အပြင်ကျောင်းသားတွေက interview ဖောင်တင်ပြီးရဲ့အခါမှာ cancel လုပ်ကြတာများပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင် admin တို့က agency နဲ့စကားပြောတာအဆင်မပြေပါဘူးအဲ့အတွက်ကြောင့်မလို့ deposit လေးတောင်းတာပါအဲ့တော့ deposit သွင်းနိုင်တဲ့သူ admin တို့ပြောတဲ့စီကံအတိုင်း live လုပ်နိုင်တဲ့သူမှပဲ admin တို့ရှိကိုလာရောက်စုံစမ်းပေးပါเนาะကျေးဇူးအများကြီးတင်ပါတယ်